ကျမလွတ်ကျသွားတဲ့ဖုန်းကိုကောက်ဖို့အလုပ်မှာဘေးနားကဖျက်လျှောက်သွားတဲ့လူတစ်ယောက်ကိုသတိမထားမိလိုက်ဘူး။အဲ့ဒီနောက်စက္ကန့်ပိုင်းလေးတွင်းမှာပဲကျမသူ့ကိုဝင်တိုက်မိပြီးသူလဲကျသွားခဲ့တယ်။ဘာဖြစ်သွားမှန်းသိလိုက်တာနဲ့ကျမချက်ချင်းပဲသူ့စီအပြေးလွှားသွားကြည့်မိတယ်။သူ့မျက်နှာပေါ်ကနာကျင်နေတဲ့အမူအရာကိုမြင်တော့ကျမလည်းစိုးရိမ်တကြီးနဲ့ပဲသူ့ကိုဆေးရုံကိုအမြန်ခေါ်သွားပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအလုတ်ကလုပ်ဖို့ကိုင်ဖက်တစ်ယောက်စီကနေအရေးကြီးအစည်းအဝေးတက်ဖို့စာဝင်လာတဲ့အလင်းစလိုဖြစ်နေတာကြောင့်တခြားနည်းလမ်းမရှိတော့ပဲအဲ့ဒီလူရဲ့ဖုန်းကိုယူပြီးကျမရဲ့ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုမှတ်ပေးခဲ့ရတယ်။ဒဏ်ရာရသွားတဲ့သူ့ခြေထောက်ကိုကြည့်ရင်ကျမမှာအရေးကြီးကိစ္စလေးရှိနေလို့ခဏသွားရအောင်မဲ့အကြောင်းကိစ္စပြရနဲ့ချက်ချင်းပြန်လာခဲ့မဲ့အကြောင်းတေချာပြောခဲ့တယ်။မသွားခင်မှာလည်းအားနာတဲ့အတွက်ကျမရဲ့လက်ပတ်နာရီကိုပါအာမခံသဘောမျိုးချန်ထားပေးခဲ့သေးတယ်။ကံကောင်းစွာနဲ့ပဲကုမ္ပဏီရဲ့တင်ဒါအစည်းအဝေးကိုအမိတက်နိုင်ခဲ့ပါတယ်။အစည်းအဝေးပြီးတာနဲ့ကျမဆေးရုံကိုချက်ချင်းပြန်လာခဲ့တဲ့အခန်းထဲကိုဝင်လိုက်တဲ့အချိန်မှာသူအိပ်ပျော်နေတာကိုတွေးလိုက်ရတယ်။ကျမလည်းမသိစိတ်ကနေသူ့နားကိုတိုးသွားပြီးတေချာစိုက်ကြည့်နေမိတာပေါ့။အဲ့ဒီလိုခိုးကြည့်ပြီးနေမောနေတော့မှပဲသူကရုတ်တရက်မျက်လုံးပွင့်လာခဲ့တယ်။ကျမလည်းအလုပ်ကိစ္စပြီးလို့ပြန်လာပြီးဖြစ်ကြောင်းချက်ချင်းပဲရှင်းပြလိုက်ရတယ်။သူကတော့သူ့တန်ရာကတိတ်မပြင်းထန်ကြောင်းနဲ့အိမ်မှာရက်နေလောက်နားလိုက်ရင်တက်တာတော့အားမဖြစ်ကြောင်းပြောရှာတယ်။ဒါနဲ့ကျမလည်းအိမ်ကိုခဏပြန်အဝတ်စားလဲပြီးသူ့ကိုအိမ်ပြန်လိုက်ဖို့ပြန်လာခဲ့တယ်။သူကဒဏ်ရာရထားတာတောင်မှသူ့အိတ်ကိုသူကိုယ်တိုင်ပဲတဲမယ်ဆိုပြီးဇွန်ညင်းနေသေးတယ်။သူ့အိမ်ရောက်တော့သူ့ကိုနားနေထိုင်ခိုင်းဖို့ကူညီရင်းနဲ့နှစ်ယောက်သားဆိုဖာပေါ်ကိုအတူတူလဲကျသွားခဲ့တယ်။အဲ့ဒီလိုရုတ်တရက်နီးစပ်သွားမှုကြောင့်ကျမတို့နှစ်ယောက်လုံးခဏတာမင်သက်သွားကြတယ်။သတိပြန်ဝင်လာလို့ကျမအမြန်ထားလိုက်တဲ့အချိန်မှာသူ့ရဲ့ဒဏ်ရာရထားတဲ့ခြေထောက်ကိုထပ်တိုက်မိပြန်ရောသူ့ရဲ့ကြည့်နေတဲ့အကြည့်တွေကြောင့်ကျမလည်းရှက်ကိုရှက်ကန်းနဲ့ပဲရှောက်ရှင်းပြနေမိတယ်။အဲ့ဒီနောက်စကားလမ်းကြောင်းလွဲပြီးသူနဲ့စကားဆက်မြည်ပြောဖြစ်ခဲ့ကြတယ်။စကားပြောရင်းနဲ့ပဲသူ့ရဲ့ညီမလေးကဆုံးပါသွားပြီဖြစ်ကြောင်းနဲ့အခုသူတယောက်တည်းနေထိုင်နေတာကိုသိလိုက်ရတယ်။အဲ့ဒါကြောင့်သူ့ကိုပို့ပြီးဂရုစိုက်ပေးရမယ်လို့ကျမဆုံးဖြတ်လိုက်မိတယ်။နောက်နေ့မှာတော့သူ့စီသွားဖို့ပစ္စည်းတွေအများကြီးဝယ်ခဲ့တယ်။ဒါပေမဲ့လှေကားနားကိုရောက်တဲ့အချိန်မှာပဲသူကလှေကားပေါ်ကနေလိမ့်ကျလာပြီးကျမရှိမှတင်ပြုတ်ကျသွားခဲ့တယ်။အဲ့ဒီလိုလဲကျနေတဲ့ကြားကတောင်ကျမကိုနှုတ်ဆက်ဖို့မမေ့တဲ့သူ့ပုံစံကြောင့်ကျမမှာအာမနာနိုင်ပဲအကျယ်ကြီးရဲမိသွားရတယ်။အခန်းထဲပြန်ရောက်တော့သူ့တန်ရာတွေကိုဆေးထည့်ပေးရင်ကျမတို့နှလုံးသားချင်းတဖြည်းဖြည်းနီးစပ်လာတယ်လို့ခံစားရတယ်။ဒါပေမဲ့မမျှော်လင့်ထားတာကတော့နောက်တစ်ခါသူ့စီသွားလေတဲ့အချိန်မှာသူ့လက်မောင်းမှာပါဒဏ်ရာထက်ရနေပြန်တာပဲ။အဲ့ဒါကြောင့်သူထပ်ပြီးဒဏ်ရာမရစေဖို့ကျမရဲ့အိမ်မှာပဲလိုက်နေဖို့အကြံပေးလိုက်တော့သူကလည်းမငြင်းပဲလက်ခံခဲ့ပါတယ်။အိမ်ထဲကိုရောက်ချင်းမှာပဲဟိုနားဒီနားပြန့်ကျဲနေတဲ့အဝတ်စားတွေကိုကျမအလန့်တကြားနဲ့အပြေးလွှားအသိမ်းစီးလိုက်ရတယ်။သူ့ရဲ့ရေတံလေးကိုကြားလိုက်ရတဲ့အချိန်မှာတော့ကျမမှာတကယ်ကိုရှက်လွန်းလို့မျက်နှာဘဲနားထားရမှန်းတော့မသိတော့ပါဘူး